အခုချိန်ဒီလည်းကစားနေတော့မယ်ခုချိန်အိမ်ပဲပေါ့ကစားနိုင်နေသေးတယ်နိုင်ဝက်45တော့နိုင်ဝက်45မိနစ်တော့ရသေးရဲ့နော်မြန်မာတီမျိုးအောင်မနာလိုက်ဖြစ်တဲ့ BNN ရတယ်မြတ်မြန်မာကိုးလုံးလာတဲ့ဘောလုံးကရှိသေးတယ်မြတ်မြန်မာနောက်ကစိုးနိုင်မနာပြန်ချက်ပြီးတော့ရှေ့ကိုတင်ထားပေးတယ်မြတ်မျိုးရထွေးရတယ်မြတ်မျိုးရထွေးမျိုးရထွေးမျိုးရတားတယ်ရတယ်မျိုးရနောက်ကိုပြန်ပေးရတယ်မြတ် BNN ကိုတဝက်လောက်မှာကျော်မင်းလည်းမျိုးလိုက်ဝဲပေးတယ်မျိုးလိုက်ဝဲတုံပြီးတော့အယူမှာပြန်ပါတယ်မြတ်ကျော်မင်းပြန်ရတယ်မြတ်ကျော်မင်းကနောက်ကတက်လာတဲ့တားဝဲပေးတယ်တားဝဲမျိုးလိုက်ဝဲတုံပြီးတော့ရှေ့ကိုထားပေးတယ် BNN လိုက်ဖြစ်တယ်ပြန်ဆက်ထွက်လာဘောလုံးရပြီဘောလုံးကနေဟိုးအစိုးကိုတင်ပေးတယ်မြတ်အစိုးအေးလိုက်ကားပြီကိုမင်္ဂလာပါကွာမတွေ့ရတာကြာပြီကျွန်တော်နောက်ဆုံးစင်မှုမှာနောက်ဆုံးတွေ့ခဲ့ကြတယ်နော်2010 17လောက်ကဖြစ်မယ်နည်းဟုတ်အခုကကျွန်တော်တို့ကဟိုအရင်တော့ကစားသမားဟောင်းနေပေါ့ကစားသမားဟောင်းတွေကိုကျွန်တော်တို့ဟိုလိုက်ပြီးတော့တွေ့ဆုံပြီးတော့ interview လေးတွေလုပ်တယ်ပေါ့လုပ်တယ်အခုတို့ကစားသမားဘွားဖြတ်တန်းမှုတွေအတွေ့အကြုံတွေဒါတွေကိုအခုတို့အခုထက်တတိယနေတဲ့ပြိသက်တွေရှိတယ်အခုတို့ဘယ်မှာတွေလုပ်နေကြလဲအခုတို့အကြောင်းသိကျင်တဲ့လူတွေကရှိတဲ့အခါကျတော့အဲ့ကွက်လက်ကလေးကိုကျွန်တော်တို့ဝင်ဖြည့်တဲ့သဘောပေါ့ကွာနော်အဲ့တော့ဟိုဟာပထမဆုံးကျွန်တော်သိကျင်တာကတော့ဟိုကိုမောင်ဦးကဒီငယ်ဘဝပေါ့နော်ဘယ်ကနေပြီးတော့ဟိုဇာတိတို့ဘာတို့ပြီးတော့ခါကြတော့ဒီဘောလုံးဖြတ်တန်းမှုပေါ့ဒီလက်ရွေးစင်မဖြစ်ခင်တိုင်းနေပြည်နယ်အဆင့်လောက်ထိတစ်ဖြတ်ပေါ့ကွာအဲ့ဒါလေးကိုပြောပြပေးပါဦးအရင်ကတော့ပေလိုက်ပေါ့4ပေတို့4ပေ6တို့5ပေတို့5ပေ5တို့ပေါ့အဲ့လိုပေလိုက်ကစားတဲ့အချိန်မှာစိုးမိုးအသင်းနဲ့အစပြီးတော့ကလေးပေါ့အဲ့ရနေစပြီးကစားခဲ့တယ်အဲ့ဒီကနေမှကျွန်တော်ပလဲငွေရောရက်ကွက်ပြီးတော့မြို့နယ်အနောက်မြောက်မြို့နယ်မှာဇုံကနေမှအတိုင်းအဲ့ကြားထဲမှာကမလေးကြီးကျောင်းနဲ့ကစားပြသေးတယ်81အဲ့လောက်ကနေစတာပေါ့81ဟုတ်မန်လေးကြီးကျောင်းဟုတ်84 85မှာလူငယ်လေးစဖြစ်သွားတာတိုင်းနဲ့ပြည်နယ်ကစားရနေပေါ့တိုင်းနဲ့ပြည်နယ်ကျတော့အခုမန်လေးရနေပြီးတော့ကစားတာနော်မန်လေးကစားတော့အဲ့ဘယ်ခုနှစ်ကမှတ်မိလားမသိဘူးကျွန်တော်တိုင်းနဲ့ပြည်နယ်ပထမဆုံးတိုင်းနဲ့ပြည်နယ်ပါတယ်ခုနှစ်85ပဲ1985မှာကျွန်တော်ရန်ကုန်မှာလာကစားရတာပွဲရတာနော်ဒီမှာပဲအောင်ဆန်းကွင်းမှာဟုတ်ကျွန်တော်မှတ်မိတဲ့ကစားသမားတွေထဲမှာမန်လေးတိုင်းကကိုညီလွင်တယောက်ရှိသေးတယ်အခုနဲ့စိမ့်ပတ်ချာတသိန်းနဲ့ကစားခဲ့တာလားကျွန်တော်နဲ့ဂျူနီယာပေါ့ဂျူနီယာနော်ကျွန်တော်ရဲ့စီနီယာကိုမြင့်မောင်ပေါ့ကျွန်တော်ဘယ်တွေရွက်ဘယ်ဟုတ်အဲ့တော့အခုကစားတာဟိုငငယ်တွေကကစားရတဲ့အဲ့ left wing မှာပဲကစားတာလား left wing ကစားတာများပါဟုတ်လက်ရင်းစင်ထိပါနော်လက်စင်ကျတော့နည်းနည်းလေးဟိုသူတို့အနည်းပြရဲ့ idea နဲ့နည်းနည်းလေးပဲ runner ဖြစ်သွားလိုက်တစ်ခါလေးနောက်ဖြစ်သွားလိုက်တော့ forward ဖြစ်သွားလိုက်ကိုအနေနဲ့ကကြတော့ကိုအားအသာဆုံးကိုအတွက်အကြိုက်ဆုံး position ကဘယ်မှာကစားရတာအကြိုက်ဆုံးလဲရှေ့ပဲပေါ့ရှေ့ပဲပေါ့ left wing ပေါ့နော်သိုးနေနေဟိုဂျီလင်ကိုပေးလိုက်မြတ်ဂျီလင်ကနေပြီးတော့တန်းဝေပါမြတ်တန်းဝေကနေပြီးတော့ရှေ့ကိုချမောင်မောင်ဦးကိုပေးတယ်မြတ်မောင်မောင်ဦးကနေပြီးတော့ဖြစ်ပြန်မောင်မောင်ဦးပြန်ရတယ်မြတ်ပြစ်တံဘောရပါတယ်ခင်ဗျာအခုကြတော့အဲတုန်းကကျွန်တော်တို့ကပွဲကြည့်စင်တွေကနေကြည်ရတယ်အရင်တော့က94 World Cup ပြီးသွားတဲ့ခါကျတော့ Baggio ကျွန်တော်တို့ဒီမှာအရင်ခစ်စားတယ်အဲတုန်းကကိုကလည်း Baggio လိုပဲစပင်လေးစီးပြီးတော့ကစားတာကျွန်တော်ကောင်းကောင်းမှတ်မိတယ်ဘယ်ဝင်းမှာနောက်တော့အဲ့ဟိုတိုင်းနှစ်ပြည်နယ်မှာအခုတို့မန်လေးကအဲ့တုန်းကဘယ်အဆင့်လေးရောက်ခဲ့ပြီးတော့ကျွန်တော်တို့ပထမရတယ်85မှာနောက်အဲ့ဒီကနေမှတောက်လျှောက်လူငယ်လေရေးစဉ်ဖြစ်တယ်အဲ့ဒီမှာတစ်ခါရန်ကုန်အသင်းကြီးကိုပြောင်းလိုက်တယ်ဟုတ် transfer လုပ်လိုက်တာပေါ့ရန်ကုန်ရေကြောင်းရန်ကုန်ရေကြောင်းပြီးတော့မှ88မှာဟိုအကောက်ခေါ်ကတ်စတန်ကစားလိုက်တယ်ဟုတ်ကတ်စတန်ပြီးမှတစ်ခါကျွန်တော်ကြေးစားထပ်လာတယ်နော်ဟုတ်ကြေးစားထပ်ကစားပြီးတော့မှတစ်ခါပြန်လာတော့ကုဆက်ရေကြောင်းအဲ့ဒါနောက်ဆုံးပဲနောက်ဆုံးဟုတ်အခုတိုင်းနေပြည်နယ်ကစားပြီးတဲ့အချိန်ကျတော့အဲ့မှာအဲ့ရနေစပြီးတော့လူငယ်လက်ရွေးစင်စပါလာလိုက်ပေါ့ဟုတ်ကဲ့လူငယ်လက်ရွေးစင်စပါအဲ့အသက်ဘယ်လောက်ရှိပြီလဲကွယ်20ပေါ့20လူငယ်လက်ရွေးစင်ပါတော့အခုအဲ့တုန်းကကိုနဲ့အတူတူလူငယ်လက်ရွေးစင်ကျွန်တော်တိုင်းနေပြည်နယ်ကနေပြီးတော့မှသူတို့ဟိုဟာပြန်ရွေးထုတ်တာဟုတ်ပါတယ်ဟုတ်အခုအဲ့တုန်းကအတူတူရွေးခံရတဲ့ကစားပေါ်တွေပေါ့မှတ်မိသလားဘယ်လိုတွေရှိလဲကျွန်တော်တို့ခေတ်ကတော့အောင်ထွန်းလာမို့ရန်ကုန်တိုင်းရပါတော့
အောင်ထွန်းလုံးရှိမယ်လှမိုးရှိမယ်ပဲခူးကမြင့်စော်ရှိမယ်ဟန်လင်းရှိမယ်ရှမ်းပြည်နယ်ကတမောင်သိန်းရှိမယ်စောလာကြီးရှိမယ်ဂျမန်းလေးကတော့အောင်ဟန်ထွန်းအေးကို ဘုသမားတွေတဲ့အောင်ကို ဂိုးမားတွေကခုနရှမ်းတမောင်သိန်းရဟန်လင်းရကျွန်တော်ရန်ကုန်တိုင်းရင်ထွေးရ ဟောရင်ထွေးဟောနာမည်ကြီးပဲ အဲ့တော့အောင်ကြောဝင်မလာသေးဘူး အဲ့လူငယ်လွယ်စင်ပါပြီးတဲ့အခါကျတော့ကျွန်တော်တို့ဟိုလူကြီးစီနီယာအသင်းကိုကြတော့ဘယ်တော့မှရောက်လဲကို အဲ့နောက်တစ်နှစ်လောက်ပါပဲ လူငယ်တစ်နှစ်လောက်ကစားပြီးစီနီယာအသင်းတန်းရောက်တာ စီနီယာအသင်းပါနော်စီနီယာအသင်းရလည်းအသင်းကပြတ်တယ်လို့ဖြစ်သွားတော့ ဟော ကျွန်တော်တို့လူငယ်တွေပဲအဲ့လိုပေါ့အထူး အငယ်တွေကိုတင်လိုက်တာပေါ့ တော်များများဟုတ် ဟောအဲ့အကြီးရှေ့စီနီယာကစားသမားတွေကဘယ်သူတွေရှိသေးလဲကို ကိုကြည်လန်လို့ကျွန်တော်ကစတန်ကိုနေလန်လို့ကိုညွန့်ညွန့်လို့ ဟုတ်ကဲ့ ကိုစိုးယထာကိုစိုးဝင်းကိုစိုးမင်းလို့ကိုဖုံးမြကြီးဟိုလေဖုံးမြယထာ သူတို့စီနီယာအသင်းကပြတ်တယ်လို့ဖြစ်သွားတယ်လို့ကိုပြောလိုက်တော့အဲ့အချိန်တွေကဘယ်လိုတွေဖြစ်နေတာလဲကိုအချိန်တွေက သူတို့ကဘယ်လိုပြောမလဲဆိုတော့မှတ်ရဆိုရင်တကယ်မှဖလားလားမသိဘူးသွားကြတာဘူးအဲ့လိုမကစားဖြစ်တော့ကစားဖြစ်ပဲနဲ့ကျွန်တော်တို့အသင်းကိုလွတ်လိုက်တော့ အဲ့တော့အဲ့အချိန်မှာအခုလက်ရွေးစင်စဖြစ်တာပေါ့ဒီလက်ရွေးစင်အနေနဲ့မြမလက်ရွေးစင်အနေနဲ့ပထမဦးဆုံးကစားခဲ့တဲ့ပွဲကိုမှတ်မိသေးလားကိုဘယ်အသင်းနဲ့ကစားခဲ့တာလဲ သိတော့မမှတ်မိတော့တော့ချင်းဒီအနီးနားပါပဲ ဟိုပြိုင်ပွဲလားဒါမှမဟုတ်လို့ရှိရင်အဲ့လိုချစ်စမ်းပွဲ ချစ်ကြည်ပွဲ ဟုတ် ဟို3-5ပွဲလောက်ကစားကြတယ် ခုဆိုရင်ကွင်းလယ်စပွဲမှာချစ်ကြည်ပွဲဖြစ်ရှင်ပြန်ကစားကြမယ်ကျွန်တော်တို့အသင်းဟာနေရာယူထားကြပြီဖြစ်ပါတယ်မကြာမီချိန်တို့မှာအသင်းကောင်းဆောင်တယောက်တော့ဟာကျွန်တော်အလံလဲနေကြပါပြီခင်ဗျာ တော့အဲ့ဒီမှာဟိုဂျာမန်ကြီးပေါ့ဘန်နက်စကောသူ့ရဲ့ဂျာမန်ကိုကျွန်တော်တို့ခေါ်သွားတယ် ဟုတ်ကဲ့ကျွန်တော်ကိုအောင်ထွန်းထွန်းနဲ့တွေ့တော့လေအဲ့အကြောင်းပြောတယ်အဲ့ဒါဆိုအခုတို့တသုတ်သေးပေါ်သွားကြတာ ဟုတ်တယ် လာနဲ့ထိကြာတာလားမသိ 2လနေတော့ ဘူးနောက်နေပါတော့ကြာနော်လူငယ်တွေဟုတ်ကိုအဲ့ဟိုလက်ရွေးစင်အနေနဲ့ဟိုပြပပြိုင်ပွဲကစားတာကြတော့ကျွန်တော်သိသလောက်ဟို89 C game တဲ့ကစားသေးလား1989 C game ကစားတော့မမှတ်မိတော့ အခုပြီးတဲ့ခါကျတော့ custom ကစားတယ်နော်ရေချောင်းကနေပြီးတော့ custom ကနေပြီးတော့အခု custom ဘယ်နှစ်ကစားခဲ့လဲ ကစတမာ88ကနေ91တိ 91ကစားအဲ့91ပြီးတော့အခု ဒီက ဟိုခြေသားထွက်ကစားအဲ့ခြေသားထွက်ကစားတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြောပြပါအောင်ဘယ်နိုင်ငံမှာထွက်ကစားဘယ်ကလပ်မှာကစားခဲ့တာဘယ်နှစ်ကြာခဲ့လဲအဲ့ဒါလေးတွေပေါ့ အဲ့ဒီမှာကကျွန်တော်91 92ပေါ့နော်စင်ကာပူရဟဲကလပ် ရဟဲမှာဟုတ် ရဟဲကလပ်မှာကျွန်တော်တစ်နှစ်ခွဲပေါ့နော် ဟုတ်ကဲ့ တရားဒီခွဲလောက်ကစားတယ်နောက်တစ်နှစ်မှာအသင်ပြောင်းလိုက်တာ ရဟဲကနေပဲပြောင်းလိုက်တယ်ပေါ့ ရဟဲနဲ့ ပါလက်စတီယာလားဟုတ် ပလက်စတီယာမဟုတ်ဘူး။ဒီမှာသင်ပါမယ်။နှစ်သင်ပါနော်။အဲ့နှစ်သင်ကပြီးတော့အဲ့ဒါပြီးတော့မှကိုကြည်လွန်နဲ့2ယောက်တည်း1ယောက်3ယောက်ပေါ့ ကိုတင်မြောနဲ့ဟုတ်အဲ့ဒါကြတော့3ယောက်ပါတရုတ် 1ယောက် အော်တရုတ်မှာ ။ဒီမှာဒေတာသွားဆို ဟုတ်ကဲ့အဲ့မှာဘယ်နှစ်ကြာလဲကိုတရုတ်မှာတရုတ်ကကစားခဲ့တာကိုပဲအသင်းလည်းမှတ်မိတာကို 1ယောက်ကမမမိတော့ကျွန်တော်တို့ကအာရှဂျပန်မှာပွဲရှိတော့ပြန်ခေါ်ခံရတယ်။ပြန်ခေါ်လိုက်မှပြန်သွားကြလိုက်တော့တရားဒီပေါ့။တရားဒီတော့မပြည့်ပါဘူးဒီ အော်တရုတ်မှာသိမကြလိုက်ဘူး ဒီမှာပွဲတွေလာကြပေးလိုက်ပြန်သွားလိုက်တော့အဲ့လိုဖြစ်သွား ဟိုဟာစင်ဦးမှာအဲ့တုန်းကတော့ဟိုဟာတော့ဖန်တီအမတ်တို့နာမည်ကြီးနေတာလေအဲ့တုန်းကသူတို့နဲ့ကစားရတာပေါ့အဲ့ဒါဆို သူတို့အသင်းကိုကျွန်တော်တို့စပြီးတော့တလုံးနဲ့နိုင်နေထင်တယ်အဲ့မှာကျွန်တော်စနာမည်ရတယ် နာမည်ရနော်ဟုတ် ဇိုးနယ်လေးဟိုကြည်လင်ကိုပေးလိုက်မြကြည်လင်ကနေပြီးတော့တန်းဝေပါမြတန်းဝေရနေပြီးတော့ရှေ့ကိုချမောင်မောင်ဦးကိုပေးတယ်မြမောင်မောင်ဦးကနေပြီးတော့စစ်ပြမောင်မောင်ဦးပြန်ရတယ်မြဟိုမောင်မောင်ဦးရှေ့ကိုပတ်ကန်ပြီးတော့တင်ထားပြီးတယ်မြဝင်းအောင်နဲ့နံပါတ်2နဲ့မိုဟာရူနဲ့ဝင်းအောင်ဖျောင်းနဲ့ပေါက်ဖေးရပြန်ညှိပြီးပါတယ်မြသူကနေပြီးတော့နောက်တစ်ဆင့်ပေးရတယ်မြမိုဟာရဘင်အဲ့ဒါမဲ့မြန်မာမောင်မောင်ဦးပြန်ဖြတ်ပြီးတော့ရှေ့ကိုထိုးထားပြီးတယ်မြမျိုးလိုင်ဝင်းရပါပြီမြမျိုးလိုင်ဝင်းကနေပြီးတော့အခုဝင်းအောင်နဲ့မိုဟာရဘင်နဲ့တွေ့တယ်မြ ကိုဝင်းအောင်လဲစင်ဦးမှာကစားတော့ဟိုဟာနှစ်တည်းတူလား မတူတော့တစ်နှစ်စောတယ်အဲ့ဒီအချိန်မှာကိုကြည်လင်တို့အွန်လိုင်းတို့ မလေးရှားမှာ မလေးရှားမှာ အဲ့တုန်းကဒီကကျွန်တော်တို့ထွက်ကစားကြတဲ့ကစားသမားတွေကတိတ်အများကြီးတော့မရှိဘူးနည်းနည်းလေးပဲရှိတာနော် ဟုတ်ကဲ့ အဲ့တော့အခုတို့ဒီကထွက်ကစားတဲ့အချိန်ကျတော့ဒီကိုယ့်စီစဉ်နဲ့ကိုထွက်ကြရတာဒီကနေပြီးတော့ပဲအဖွဲချုပ်ချင်းကိုညှိနှိုင်းမှုနဲ့အဲ့လိုထွက်ရတာလား မဟုတ်ပြသူတို့ကလာကျွေးတယ်ဒီမှာ
ဟုတ်ဒီကလူတွေလာစကောက်တင်လာတာပေါ့ဟုတ် လာကြပြီးတော့မှသူတို့ကြိုက်တဲ့လူခေါ်တော့ ဒီကအဖွဲ့ချုပ်ကထောက်ခံချက်တွေပါတယ်ညာနေပေါ့ အဲ့တော့အဖွဲ့ချုပ်ကအကုန်လုံးဦးစီးပြီးလုပ်ပြရတယ်စင်ကာပူမှာ2နှစ်လောက်ဖြစ်တော့2နှစ်လောက်ဖြစ်တော့ နှစ်အမှကစားခဲ့ နောက်တစ်နေ့ကျတော့အသက်ကန်းတက်လိုက်တော့ဆက်မကစားရဖြစ်တော့အဲ့ဒါပြက်သွားတယ်ဘောလုံးကြောပြက်သွား ဟုတ်အဲ့ဟိုစင်ကာပူမှာကစားတော့အခုအဲ့ဒါဆိုတော့ကျွန်တော်နဲ့စုံတဲ့2017လောက်မှာကြာတော့ဒါစင်ကာပူဒုတိယတစ်ကြောတက်ပြီးတော့ဘောလုံးသမားအနေနဲ့တော့မဟုတ်အလုံးနဲ့ရောက်လာတာအလုံးနဲ့ရောက်လာတာနော် ဟုတ်ကဲ့ဘန်းကောင်းပါ ဟုတ်ကဲ့ကစားသမားဘဝကနောက်နားယူလိုက်တော့ဘယ်နှစ်ခုနှစ်မှနောက်ဆုံးနားယူလိုက်တာပေါ့97 C game ကစားသေးတယ်အဲ့ဒါပြီးတော့ ပြီးသွားတယ်ပြီးသွားတာပဲလားဟုတ်အဲ့ဒီနောက်ပိုင်းကျတော့အခုကဟိုတချို့ကစားသမားတွေကျတော့ဒီဘောလုံးလောကထဲမှာဆက်ပြီးနေကြတယ်လေအခုကျတော့ဘာကြောင့်ဒီဘောလုံးလောကကနေပြီးတော့လုံးဝဟိုကင်းကွာသွားတာလဲပေါ့နော်ဘောလုံးလောကကနေပြီးတော့အဲ့လိုထွက်လိုက်တာလဲပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တို့ပြောပြပေးပါဦး အဲ့ဒါကကျွန်တော်ခုနပြောပြီးတော့ဥမာစာချုပ်ကလည်းဒုတိယသင်ချုပ်ထားပြီးတော့ဆိုတော့သူတို့ခေါ်ဖို့ကျွန်တော်ဆောင်ရင်းတော့လာတော်ကြာပါ6လောက်9လောက်တော့ကြာပါသူတို့ကလည်းခေါ်မယ်နဲ့သူတို့လည်းကြိုးစားတယ်ပေါ့foreigner ဆိုရင်အသက်ဘယ်လောက်ထိရမလဲပါညာအဲ့လောက်ထိသူတို့လိုက်ပြီးတော့ဟိုမှာလုပ်ပြီးတော့ ဟုတ် လုပ်ပြီးတော့အဲ့ဒါဆောင်ရင်းနဲ့ဒီမှာဆောက်ကြာတော့ကျွန်တော်ဒီကရေချောင်းဆရာတော်ဝဲမှာဆရာဦးမောင်လေးတို့ဆရာဦးစိုးလွယ်တို့ဒီကဆရာဦးကျော်မျိုးလည်းပါတော့မင်းဒီတိုင်းဆောက်မဲ့စာစင်ကူမှာထွက်အဲ့ပလာတမမလာရတဲ့အဲ့စင်ကူမှာပဲအလုံးလုံးနဲ့အဲ့မှာဆောက်နေတယ်အဲ့တမောပေါ်နေအလုံးလုံးဆောင်းနဲ့တမောလာဖြစ်သွားတယ် ဟုတ်တော့ဗောဒီကရေချောင်းမှာကစားခဲ့တော့အဲ့ရေချောင်းကအဆက်နဲ့အဲ့လိုရောက်လာတာ အဲ့လိုဖြစ်သွား ဟုတ်ကဲ့အခုနဲ့ကျွန်တော်နဲ့အဲ့ဒီမှာသွားပြီးတော့စုံတာကျွန်တော်တို့ဟိုအာဆီယံတန်ယုံပေါင်းစုံကစားတော့အခုနဲ့အဲ့ဒီတော့ကကျွန်တော်တွဲပြီးကစားခွင့်ရခဲ့တယ်လေအရန်ကုန်ယူပါတယ်အဲ့အတွက်လည်းအများကြီးပညာရေးလည်းအများကြီးရတယ်အကိုရဲ့နောက်ကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်ကိုမျိုးသိန်းကျွန်တော်ကောင်းကောင်းမှတ်မိတယ်သူလည်းဆိုလည်းဘာမှလူငယ်ပါခဲ့တယ်နော်တချို့ကျွန်တော်တို့အနောက်တန်းမှာကစားတဲ့ကိုရှေကြီးတို့ပါဆိုလည်းတိုင်းအဆင့်တွေပါတယ်ကစားခဲ့တဲ့လူတွေပဲလေအဲ့လိုဟိုဟာတွေပေါ့ပြောရလို့ရှိရင်အချိန် level တန်းတစ်ခုလောက်ကစားထားတဲ့လူတွေတွားပြီးတော့ပြန်လာစုံတာစင်ကူမှာ ကျွန်တော်တို့အဲ့မှာဒိုင်းတစ်ခုယူခဲ့ပြီး ရတယ်ကျွန်တော်တို့ပဲနိုင်တာပဲလေထိုင်းတယ်ပဲကစားရတာကျွန်တော်တို့ထိုင်းကိုကျွန်တော်တို့ဒီဘက်ခင်မှာနိုင်တာအဲ့ပွဲပြောပါမယ်ကျွန်တော်တို့ကတိုင်းပြည်အခြေအနေအကြောင်းပေါ့နော်အဲ့လိုပဲအပြင်တွေရောက်သွားကြတယ်ရောက်သွားကြတဲ့အချိန်မှာနယ်ပယ်အသီးသီးမှာရှိတဲ့ permission တွေလည်းအဲ့လိုတွေဖြစ်သွားတာပေါ့ဟိုကျွန်တော်တို့လည်းအံ့ဩတာပေါ့ဒီဘောလုံးလောကထဲမှာမြန်မာဘောလုံးလောကနဲ့အဆက်အသွယ်ပြတ်ပြီးတော့အခုဒီအမှန်မှအလုတ်လာလုတ်တဲ့ခါကျတော့နောက်ဒီကိုပြန်ရောက်လာပြီးတော့လည်းအခုလည်းဒီကျွန်တော်တို့ဘောလုံးအတိုင်းဝိုင်းထဲမှာတိတ်ပြီးတော့ရှိမနေဘူးပေါ့နော်ပြိတ္တတွေကအခုမေးကြတာမောင်းဥပမာကစားသမားအဟောင်းတယောက်အကြောင်းကိုတက်လာပြီဆိုလို့ရှိရင်အောက်က comment တွေမှာမမောင်းဘူးပဲရောက်နေတယ်ဆိုတာမျိုးတွေမေးကြတာပေါ့ကွာအဲ့တော့အခုအဲ့လိုပျောက်နေရတဲ့အကြောင်းလေးတွေလည်းပြောပြပေးပါဦး အရင်ကတင်မောတစ်ခေါက်ပြန်လာကျွန်တော်ဒီက40 All Star ပေါ့အဲ့မှာတော့ကစားဖြစ်တယ်အခု All Star လည်းတနေ့နီးပါးလောက်ရှိသွားတယ်ပွဲမဖြစ်တော့ဘူးအရင်တော့ဆိုကျွန်တော်တို့ဒီကပွဲလည်းမပြတ်ဘူးပေါ့တစ်ပတ်တစ်ခါလောက်40ဟောင်းပြီးစုံတယ်ပေါ့ကိုရအဲ့ဒီမှာအတင်းရလည်းပြတ်တယ်လို့ဖြစ်နေတယ်40လည်းလူကြီးတင်ပါနော် All Star မစုံတာတော့ကြာတော့အဲ့လိုဖြစ်သွားတယ်တယောက်နဲ့လည်းတွေးဖို့ခက်သွားတယ်အရင်တော့အပတ်တိုင်းလိုတွေးကြတယ် အခုဒီ MNL club တွေပါတယ်လေအခုဒီမှာလုံနေကြတာဆိုတော့အဲ club အသင်းတွေမှာရောအဲ့လိုမျိုးဟိုအခုလာပြီးတော့တာဝန်တစ်ခုပေးဖို့လာပြီးချင်းကတ်တာတွေပါရောဒီဂျားကာလာတွေမှာအဲ့လိုရှိခဲ့ဘူးလားကော မရှိဘူးဆိုတော့ကျွန်တော်လည်းခဏတော့လမ်းဝင်းနေကြကျွန်တော်တင်ပေါ်သွားလိုက်သူတို့ယာပြီးဟိုပြန်အစဆိုရင်စနေပြီပေါ့စနေတဲ့ဆိုရင်ကျွန်တော်ပြန်ရောက်လာလိုက် ဟုတ် အဲ့လိုဖြစ်တော့နည်းနည်းလွဲနေတော့ ဟုတ် လိုင်စင်တော့ရှိပါတယ်ကျွန်တော်စီလိုင်စင်တော့တက်တာခုနကပေါ့တင်ပေါ်ထွက်လိုက်ပြန်လာလိုက်အဲ့လိုဖြစ် အခုဒီမှာပြီးရင်ဘောလုံးကစားအောင်ပါဆိုအခုချိန်ထိလည်းကစားနေတော့မယ် ခုချိန်အိမ်ပဲပေါ့ ကစားနိုင်နေသေးတာကျမ်းမာရေးပေါ့ ကျမ်းပါရေးပေါ့နိုင်ဝက်45တော့ နိုင်ဝက်45မိနစ်တော့ရသေးရဲ့နော်ဟုတ်ပြီးရင်အခုကစားတာလေးလည်းကျွန်တော်လည်းရိုက်သွားအောင်မယ်လွန်နေတဲ့လူတွေမြင်ရအောင်လို့
အခုတို့ခေတ်တုန်းကဆိုကျွန်တော်တို့ကလည်းဟိုအောင်ဆန်းကွင်းပွဲကြည့်စဉ်နဲ့3လကွင်းပွဲကြည့်စဉ်တွေကနေပြီးတော့ကြည့်ခဲ့ရလေကြည့်ခဲ့လို့ရှိရင်အခုတို့ကစားတာတွေကတူးတင်မှာကိုယ်ပိုင်ဟန်လေးတွေရှိတယ် style လေးတွေနဲ့ဟိုဘယ်လိုပြောရမလဲကြည့်လိုက်လို့ရှိရင်စွမ်းမစရာကောင်းတယ်ပေါ့နော်အခုဒီဘက်နောက်ပိုင်းကျွန်တော်တို့အခုဒီဘက်လူငယ်အသင်းတွေပေါ့နော်အခုဒီဘက်တက်လာတဲ့ကျွန်တော်တို့လက်ရွေးစင်အသင်းတွေပွဲတွေကျွန်တော်ဒီချစ်စမ်းပွဲတွေကချစ်စစ်ပွဲတွေလာလို့ရှိရင်ကျွန်တော်တွတ်ကြည့်ပြတယ်ကြည့်ပြလို့ရှိရင်အဲ့ဒီအရာသာပျောက်ဆုံးနေတယ်ကစားသမားတွေကဟိုအခုက power game ဖြစ်သွားပြီလေကျွန်တော်တို့ကဟိုပြေးလွှားနေတာရတယ်ကန်နေရတာပဲဒါပေမဲ့အဲ့လိုတရားရောက်ခြေတဲ့ရောက်သွားလို့ဘလူးပဲဆိုပြီးတော့အဲ့လိုလည်းမပြောနိုင်ဘူးသူတို့အဲ့လိုအဲ့ဒီဟိုအရသာလေးတွေပျောက်ဆုံးတယ်ကိုအဲ့ဒါကိုအခုဘယ်လိုမြင်လဲအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးတွေအခုတို့တော့ဆိုလို့ရှိရင်တယောက်ဟန်လေးတွေရှိတယ်ကစားတဲ့ပုံစံနဲ့